နောက်တစ်မျိုးကတော့ကိုယ်စပင်လေးကိုနှစ်ဖက်ခွဲပြီးတော့စီးလိုက်မယ်ပေါ့နော်ဒီနေရာမှာကချက်ဆံပြီးချစ်ချင်လေးရပါတယ်နဲ့ဟာမဟုတ်ဘဲနဲ့ဒါမျိုးလေးတစ်ချက်ချစ်ထားပါတယ်နော်ကိုက3လကြည့်နေလေးချစ်ချင်လေးကြည့်လို့ရပါတယ်ပြီးရင်တော့ဒီအောက်ဖက်ကိုနည်းနည်းတင်းတင်းလေးချီပေးပါမယ်နော်မမေမာလေးစပင်းတစ်ဖက်ခွဲပြီးစီးလို့ရှိရင်ဖြစ်တဲ့ပြဿနာဟိုဘက်ဒီဘက်မညီရပဲပေါ့နော်ဒါလေးကစီးနေကွာဟိုဘက်ဒီဘက်မညီသလိုဖြစ်တဲ့အတွက်လေအဲ့ဒါလေးသတိထားပြီးတော့စီးပေးကြပါနော်အခုမမြင်လုပ်ပြတဲ့ပုံစံလေးတွေကပေါ့နော်ကို့မှာအဲ့လိုမျိုး hairway ဝယ်ထားတာမျိုးမရှိဘူးကျက်ဆက်မီလေးတွေဝယ်ထားတာမျိုးမရှိဘူးဆိုလို့ရှိရင်လည်းကို့စပင်လေးတွေကိုပဲခွဲပြီးတော့ကျစ်သွားလို့ရတဲ့ပုံစံမျိုးလေးပေါ့နော်အဲ့ဒါကြောင့်မလို့တကယ်လို့စပင်တူဝယ်မထားဘူးဆိုလို့ရှိရင်လည်းဟိုစိတ်မပူပဲနဲ့ပေါ့နော်ကို့စပင်လေးနဲ့ကိုကျစ်ပြီးတော့လှလှလေးသွားလို့ရပါတယ်လို့မမေတို့ကပေါ့နော်အခုလောဆယ်နေတွေကတော့တကယ်လို့မမီခဲ့မှာဆိုတဲ့အတွက်ကိုဟိုတကြံတွင်းရောက်မယ်လို့တော့အမမခံဘူးပေါ့နော်ရန်ကုန်မြို့တွင်းဆိုလို့ရှိရင်တော့ဒီတကြံမတိုင်ခင်လေးကိုမှာလို့တော့ရပါသေးရဲ့ရှင်ဒါမဲ့ဟိုများသောအားဖြင့်တော့ဒလီတွေကကြတော့နည်းနည်းပုံမှန်မင်းတို့ပို့တဲ့ဒလီကတော့ဒီနေ့9ရက်နေ့မနက်ပိုင်းကိုနားသွားပြီပေါ့နော်တခြားဒလီလေးတွေရှာပြီးအကမှာဆိုတဲ့အတွက်ပုံမှန်ဒလီကထက်တော့နည်းနည်းလေးပိုများပါမယ်ရှင်ဒီလိုမျိုးလေးပေါ့နော်ကြစ်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာဒီတစ်ခါမှာတော့မင်းကဒီလိုမိုးကြိုးဒီဇိုင်းလေးကိုတက်ပြထားရပေါ့နော်ဒီဇိုင်းလေးက3ခုတော့ရှိပါမယ်ဒါပေမဲ့အခုနောက်ပိုင်းအဲ့လိုလာမေးပြီးဝယ်ကြရတဲ့သူတွေများတဲ့ခါကျတော့နောက်ပိုင်းကျရင်တော့လောလောဆယ်တော့ဟိုဒီဇိုင်းလေးရွေးလို့ရအောင်ပဲပေါ့နော်နောက်ပိုင်းကျရင်တော့ဒီဇိုင်းလေးတွေတော့ပေးမရွေးတော့ဘူးရှင်ဘာလို့လဲဆိုတော့ဒီဇိုင်းကတချို့ဟာတွေကဟိုအဆင်ပြေတဲ့ဒီဇိုင်းလေးထည့်ပေးမှာပေါ့နော်ဈေးနှုန်းလေးကတော့သူကဒီလိုဟိုဘက်ဒီဘက်တစ်စုံမှာ29,500ပါ quality လေးလည်းကောင်းပါတယ်စံသားလည်းကောင်းတဲ့ quality ကိုမှာပေးထားမှာမို့လို့လုံးဝဟိုအစပင်ပြောင်းနေမှာတော့ပြီးတော့နောက်ကိုတက်ထားမှန်းတိတာနေပြီးတော့ fashion ကွမ်းမှာတော့လုံးဝစိတ်ပူကြမလို့ပါဘူးเนาะ quality ကိုအမခံပါတယ်ရှင်ဒါဆိုလို့ရှိရင်လည်းပေါ့ပါနဲ့လွယ်လွယ်ကူကူဒီဇိုင်းလေးရရဲပေါ့เนาะဒီအရှိမှာဒါလေးတက်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့စပင်လေးကိုနည်းနည်းလေးလှန်လိုက်ပေါ့เนาะလှန်ပြီးတော့ clip လေးထည့်ပြီးတော့ဖြီးပြီးစပင်လေးနဲ့ပြန်ဖုံးလိုက်အောင်မယ်ဒါကဒါဒီရှိနာလေးတိုးတိုင်ပိုးလာရပေါ့เนาะ